ကျွန်တော်ရအားလုံးပဲမင်္ဂလာပါ Thread and Fish Show ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်လဘာဘူးရဲ့အမြဲတင်ဆက်ပေးနေတဲ့စီမံမှာဆိုတော့ဒီကနေ့ညနေပိုင်းမှာတော့ဒါဘန်ဂျီကော့ကလဘာဘူးနဲ့ပတ်သက်တဲ့သတင်းတစ်ခုကို report လုပ်လာပါတယ်ဒီ report ကတော့မနက်ကဒါသူလုပ်ခဲ့တဲ့ report ကိုပဲပြန်ပြီးတော့ response လုပ်တဲ့သဘောအနေနဲ့ဒါ report လုပ်တာပါဆိုတော့သူလောက်လာတဲ့ report ကဘာလဲဆိုတော့ပေါ့နော်ဘာဘူးအသင်းရဲ့ကွင်းလယ်သမားဖြစ်သူကားရဲ့ဂျုံကိုလက်ရှိမှာဆိုရင်အင်တာမီလန်အသင်းကတောက်လျှောက်ဆက်သွယ်နေတယ်စိတ်ဝင်စားနေတယ်ဆိုတဲ့ report ကိုသူမနက်တုန်းကဒါပြောထားတယ်ဒါပေမဲ့ဒီညနေပိုင်းမှာတော့လဘာဘူးအသင်းကကားရဲ့ဂျုံကိုလုံးဝရောင်းချသွားဖို့အစီအစဉ်မရှိဘူးအင်တာမီလန်အသင်းကဘလောက်ပဲစိတ်ဝင်စားလဘာဘူးအသင်းကရောင်းချဖို့အတွက်အစီအစဉ်မရှိဘူး no plan ဖြစ်တယ်ဆိုတဲ့ report ကိုဒါသူ့အနေနဲ့ပေါ်ပြလာတယ်ပေါ့နော်ဒါကတော့လဘာဘူးပရိသတ်အများစုလဘာဘူးပရိသတ်တွေတကယ်တမ်းဖြစ်ချင်တဲ့အရာတခုဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ကားရဲ့ဂျုံဒီလက်ရှိမှာလဘာဘူးအသင်းအတွက်ဒါအများကြီးအားကိုးနေရတဲ့ player မဟုတ်ဘူးဆိုရင်တောင်မှပဲကားရဲ့ဂျုံဒီလဘာဘူးအသင်းအတွက်လက်ရှိမှာလိုအပ်နေတဲ့ player ပါဆိုတော့လက်ရှိမှာ squad လူအင်အားရလဘာဘူးကတောင်းတင်းနေခြင်းမရှိဘူး squad လူအင်အားကိုပြန်ကြည့်မယ်ဆိုရင်လည်းအာနစ်တော့အများတန်းပြောသလိုပေါ့နော်15ရောက်16ရောက်ပဲရှိတယ်ဒီတက်မှာပို့ဘူးအဲ့ဒီအပြင်ကမှရှိနေတဲ့ကစားသမားတွေတည်တယ်ဒန်ပြဿနာနဲ့မကြာခဏကြုံရတယ်အထူးသဖြင့်ဒီယာဒီမှာဆိုရင်အဲ့ညာနောက်ခံတွေကဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိတာတော့ကြာဟိုတယောက်နာပြန်ပြီတော့ကြာဒီတယောက်နာပြန်ပြီနဲ့အားနေတောက်လျှောက်ကိုနာနေတာအဲ့ညာနောက်ခံတွေကကျွန်တော်တို့ပေါ့နော်ဒီတတိထားကြည့်မိရင်ဗျာလဘာဘူးကျွန်တော်ကိုပရိသတ်တွေအကုန်လုံးသိပါလိမ့်မယ်လဘာဘူးပရိသတ်ကျွန်တော်ကိုအကုန်လုံးသိလိမ့်မယ်ဘာလို့လဲဆိုတော့လဘာဘူးဒီအဲ့ညာနောက်ခံနေရာမှာကစားသမားတအူးကစားလို့အများဆုံးကစားတာ၄ပွဲပဲအဲ့ဒီ corner bradley တည်လေညာနောက်ခံနေရာမှာတပွဲနှစ်ပွဲသုံးပွဲ၄ပွဲဆိုရင်ဒဏ်ရဒါမှမဟုတ်တစ်ခုဖြစ်အဲ့ဒီ corner bradley ဒဏ်ရပြီးတဲ့အခါမှာဂျိုကိုမတ်ဆော်တယ်ဒဏ်ရပြီးရင် frame bound ဆော်တယ်ဒဏ်ရရတယ်အဲ့ညာနောက်ခံကဘာဖြစ်လို့ဖြစ်နေမှာမသိဘူးအဲ့ဒီအချိန်မှာဘာနဲ့ဂျုံဒီအဲ့ညာနောက်ခံနေရာကိုကစားနိုင်တဲ့ player ပါ dominate show line ကလည်းကစားနိုင်တယ်ဆိုပေမဲ့ dominate show line တူဦးလေးနဲ့လုံလောက်ချင်းမရှိဘူးပြီးရင်လည်းကားရီဂျုံဒီလေညာနောက်ခံနေရအတွက်အမြဲတမ်းကစားနိုင်မှာမဟုတ်ဘူးအဲ့အတွက် dominate show line နဲ့ကားရီဂျုံနဲ့အလှည့်ကျကစားတယ်ဆိုရင်တော့ဘာဘူးအသင်းအနေနဲ့ကလက်ရှိဘယ်လိုလဲရောင်းနေတဲ့အနေထားလေးကိုနည်းလေးထိန်းထားနိုင်မယ်ဆိုတော့ယုံကြည်မှုလေးရသေးတယ်ဗျာကားလေးဂျုံတာရောင်းလိုက်မယ်ဆိုရင် dominate show line နဲ့ dominate show line တူဦးလေးနဲ့တော်တော်တိုင်းပတ်မဲ့ဒီဘာဘူးကိုကျွန်တော်မြင်ရမှာအဲ့အတွက်ကျွန်တော်တို့ဘာဘူးပရိသတ်တွေကတော့မရောင်းချင်ဘူးဒါပေမဲ့လေဒါ FFG နဲ့ဘယ်လိုဆုံးဖြတ်မလဲမသိဘူးဆိုတော့ဒါအရာကိုပဲကျွန်တော်စောင့်ခဲ့ရတယ်ဒါပေမဲ့ဒီညနေပိုင်းမှာတော့ဘန်ဂျီကော့ကသူ report လုပ်လာသလိုပဲဒီဘာဘူးအစ်စ်အနေနဲ့လုံးဝရောင်းချမှာမဟုတ်ဘူးဆိုတော့ပြက်တညင်းလိုက်တဲ့အရာတခုဒါပြောပြန်ပြီးတော့ report လုပ်လာဆိုတာဒါတကယ်ဝမ်းသာစရာအရာတခုပါဆိုတော့ဒီသတင်းကိုတခါလေးပေါ့နော်ဒါအင်တာမီလန်ကစိတ်ဝင်စားတဲ့အချိန်မှာလဘာဘူးကအကြောင်းပြချက်နဲ့ညင်းတာပါဘယ်လိုမျိုးညင်းသလဲဆိုတော့ပေါ့နော်လက်ရှိမှာဆိုရင် Tottenham Hotspur အသင်းကသူတို့လက်ရှိဒီယာဒီမှာပေါ့နော်ဇန်နဝါရီဈေးကွက်မှာသူတို့ခေါ်လိုက်တဲ့ဒါဂလက်ဟာကိုမခေါ်ခင်မှာ Tottenham Hotspur အသင်းဒီကားရီဂျုံကိုအရင်ဆုံးသဘောကျခဲ့တာပါကားရီဂျုံကိုအရင်ဆုံးဒါသူတို့အနေနဲ့ခေါ်ယူကျင်ခဲ့တာပါအဲ့တုန်းကလည်းလဘာဘူးအသင်းက Tottenham Hotspur အသင်းက link လုပ်လာတယ်ချိတ်ဆက်လာတယ်ဆိုပေမဲ့လဘာဘူးအသင်းဒီအဲ့တုန်းကတည်းကတခါတည်းကားရီဂျုံနဲ့ပတ်သက်တဲ့အရာမှန်သမျှကိုညင်းခဲ့ပြီးသားဖြစ်တယ်ဆိုပြီးတော့ဒီနေ့မှာတခါတည်းပေါ်ပြလာပါတယ်ဆိုတော့အဲ့တုန်းကတော့ကျွန်တော်တို့သတင်းတွေတက်တော့ကြားလိုက်တယ်ဒါပေမဲ့သတင်းကကျွန်တော်တို့တွေကြားတယ်ဆိုရင်တိတ်မကြောက်ပျောက်သွားကျွန်တော်တို့က rumor လို့ပဲထင်လိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဒါကတကယ်ဖြစ်ခဲ့တယ်လဘာဘူးအသင်းကကားရီဂျုံနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့စကားတွေကိုချက်ချင်းပြန်ညင်းလိုက်တာပေါ့လက်ရှိမှာဆိုရင်အင်တာမီလန်ကလည်းဒီအတိုင်းပဲဒါလဘာဘူးရဲ့ကွင်းနဲ့ကတော့ဖြစ်တဲ့ကားရီဂျုံကိုစိတ်ဝင်စားပြီးတိတ်မကြောက်ပါဘူးတရက်တောင်မခံလိုက်ပါဘူးလဘာဘူးအသင်းကညင်းတာကိုအင်တာမီလန်အသင်းကခံလိုက်ရတယ်ဆိုတော့လက်ရှိမှာဆိုရင်တော့ဒါ Fabrizio ကလည်းလဘာဘူးနဲ့ပတ်သက်တဲ့ report တစ်ခုလောက်လာသေးတယ်ဒါသူကတော့ဗာလဲဆိုတော့ပြောနော်ထုံးစံအတိုင်းပဲလဘာဘူးရဲ့ညာနောက်ခံနေရရှာဖွေရေးပေါ့ဆိုတော့လဘာဘူးအသင်းဒီလက်ရှိမှာဆိုရင်ညာနောက်ခံနေရကိုဒါဇန်နဝါရီဈေးကွက်ဒီည7 နာရီမတိုင်ခင်အထိကိုလဘာဘူးအသင်းကရှာဖွေနေသေးတယ်နောက်ဆုံးအချိန်ဒီရှာဖွေသွားအောင်မယ်ဆိုတဲ့သတင်းကို Fabrizio က report လုပ်လာတယ်ဆိုတော့ရှာဖွေသွားအောင်မယ်ဆိုတဲ့နေရာမှာလည်းအရင်ရက်တီတုန်းကပြီးခဲ့တဲ့ရက်ပေါ့နော်ဒါမနေ့ကအထိလဘာဘူးနဲ့အတန်ထွက်ခဲ့တဲ့ဒါလက်ရှိမှာဖီနာဘာဂျီရဲ့နောက်ခံကစားသမားဖီနိုရဲ့နောက်ခံကစားသမားလေးဖြစ်တဲ့ဒါဘယ်လိုလဲဂီယာဘာရိုဒါ Rick ဆိုတဲ့ကစားသမားလေးကိုတော့ခေါ်ယူမှာမဟုတ်တော့ဘူးဆိုပြီးတော့ဒါပေါ်ပြလာတယ်ဆိုတော့နောက်ခံကစားသမားကိုလိုချင်တာမှန်တယ်ဒီ Rick ကတော့လက်ရှိအချိန်မှာဒဏ်ရာပြဿနာကြောင့်ရက်သက်တစ်ပတ်အနေငယ်နားနေရတယ်အဲ့ဒီတော့လဘာဘူးကတော့အဲ့ကစားသမားကိုခေါ်မှာမဟုတ်လက်ရှိမှာ Chelsea ရောဘိုင်မြူနစ်တို့ကအဲ့အသင်းအဲ့ကစားသမားလေးကိုလာမဲ့နွေရာသီမှာခေါ်ယူဖို့အတွက်ဇက်တိုက်စောင့်ကြည့်နေတယ်လဘာဘူးကတော့အဲ့ကစားသမားလေးကိုဒါစိတ်ဝင်စားတဲ့အခြေအနေကနေပြီးတော့နောက်ဆုတ်သွားပြီးတော့နောက်ထပ် option ကိုဒါလက်ရှိမှာဇက်တိုက်ရွေးချယ်နေတယ်ရှာဖွေနေတယ်ဆိုပြီးတော့ပေါ်ပြလာတယ်ဒါကတော့ကျွန်တော်ရှင်းမှပြောတဲ့အတိုင်းပေါ့နော်လဘာဘူးဒီဘယ်လိုမျိုးအခြေအနေမျိုးပါပဲဖြစ်ဖြစ်သူဒီဒါဘယ်လိုလဲစိတ်ဝင်စားအများတန်းစိတ်ဝင်စားတဲ့အသင်းဟိုဘယ်လိုလဲကစားသမားကောင်းမှုဆိုအများတန်းစိတ်ဝင်စားတဲ့အသင်းတွေထဲမှာပါပါတယ်ဒါကြောင့်မလို့ဒါလဘာဘူးစိတ်ဝင်စားတာတော့တိတ်ပြောထူးဆန်းတဲ့အရာတစ်ခုတော့မဟုတ်ဘူး
ရောက်လာတယ်ဆိုရင်တော့ရောက်လာတယ်ပေါ့လေဒါကျွန်တော်တို့အနေနဲ့ဒီမနေ့ပြန်တီဆောင်ကြည့်ရမှာပဲဆိုတော့ဒီည7 နာရီထိုးမှရောက်မလာဘူးဆိုရင်တော့တဘာဘူးတီလက်ကျန်ရာသီဝက်ကိုဒီကစားသမားတွေဒီခံစစ်အစုဖွဲ့နဲ့သွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုတွေကရောလက်ကျန်ရာသီဝက်ကိုဒီကစားသမားနဲ့သွားမယ်ဆိုရင်တဘာဘူးတင်းနေနဲ့ရာသီကုန်မှာအဆင့်လေးတွင်ဝင်မယ်လို့ထင်ကြလားတဘာဘူးတင်းလိုချင်နေတဲ့ချန်ပီယံလိတို့ FA ကပ်တို့ဒီဟာတွေမှာအောင်မြင်မှုတစ်ခုရလိမ့်မယ်လို့ထင်လားဘယ်မြင်ညကျွန်တော်ဆွေးနွေးကြပါကျွန်တော်လည်း like and subscribe လုပ်ပေးထားပါဦးဗျကျေးဇူးများပါတယ်